ဦးလေးကိုကားခေါ်တယ်ခေါ်တဲ့ခါကျဦးလေးကဖုန်းကအားမရှိတော့ဘူး အဲ့တော့ဦးလေးတရက်တာမှာဒီလိုဖုန်းသုံးရမယ့်အချိန်ကတော့တော်တော်လေးများမယ်ထင်တယ်နော် အခုကြည့်လေ power bank နဲ့ကင်ထားရတယ်အဲ့တော့ဦးလေးကအခုကာလာအိုကေက free pay ဆိုတယ် ဘောင်းအတင်းတွေစောက်လေလုံး wifi ကလည်း free pay လုပ်ထားတယ်ဆိုတော့ဦးလေးကကားစီးမဲ့လူကတိတ်ကုန်ပြီ ဒီ challenge ကိုမစတင်ခင်ကျွန်တော်အချက်3ချက်နဲ့ပြည့်စုံတဲ့လူကိုရှာဖွေသွားမှာပါပထမတစ်ချက်အချိန်အကြာကြီးအလုပ်လုပ်တဲ့သူဒုတိယတစ်ချက်အလုပ်ကိုတကယ်စေတနာထားပြီးတော့မျက်နှာတဲ့သူတတိယတစ်ချက်ကတော့စိန်ခေါ်မှုများတဲ့ပတ်ဝန်းကျင်မှာအလုပ်လုပ်တဲ့သူဖြစ်ရပါမယ်ကဲဒါဆိုရင်ဒီအချက်3ချက်နဲ့ပြည့်စုံတဲ့လူ9ဦးကိုကျွန်တော်တို့ရွေးချယ်ပြီးတော့ Vivo ရဲ့ Y31D ဖုန်းကိုလက်ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်ဒီအချက်တွေနဲ့ကိုက်ညီတဲ့သူတွေကဘယ်သူတွေဖြစ်ကြမလဲဆိုတာကျွန်တော်နဲ့အတူတူရှာဖွေဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ဒီနေ့တော့ဒီဖုန်းပိုင်ရှင်ကိုခုထိရှာလို့မတွေ့သေးဘူး။အော်ဟိုမှာတက်ဆီလေးတစ်စီးရောရှိရကျွန်တော်တို့တူတူတွားပြီးကြည့်ကြည့်အောင်။ဦးလေးတက်ဆီအားလားမသိဘူးဗျာ အားရညီလေး ။ဟောကျွန်တော်ကလေဟို Vivo ကနေပြီးတော့အစီအစဉ်လေးတစ်ခုရှိလို့ဦးလေးအချိန်ရမလားမသိဘူးဗျာ ရပါတယ်ညီလေးအချိန် ။ interview လေးတစ်ချက်လောက်လုပ်ချင်လို့ပါဦးလေးအပြင်လေးတစ်ချက်လောက်ထွက်ပြီးတော့လုပ်လို့ရအောင် ရပါတယ်ဟုတ်ဦးလေးကကာလာအိုကေတစီလေးညီလေး ။ဟောဟို line ပေါ်မှာသူများကားထဲမှာတချင်းဆိုရဲဟာလား ဟုတ်တယ်ညီလေးဟိုမှာလေကာလာအိုကေတစီလေးဦးလေးအောင်မှာ ဥပုပ်ဖြူအတွက်ကတော့ကားမောင်းရတာဟာတာမန်တည်ယူပို့ဆောင်ရေးထက်ပိုပါတယ်။သူ့ရဲ့တက္ကစီဟာမြို့သူမြို့သားတွေစီကိုတချင်းတန်တွေနဲ့ပျော်ရွှင်မှုတွေကိုယူဆောင်ပေးနေတာပါ ကျွန်တော်တို့အခုကဒီအစီအစဉ်လေးရပါတော့ဒီလိုစူးစမ်းပြီးတော့ကိုယ့်ရဲ့အလုပ်ကိုမျက်နှာတဲ့သူတွေကျွန်တော်တို့လိုက်ရှာတာပေါ့နော်။ဦးလေးကားပေါ်မှာခလာအိုကေဆင်ဖို့ဘယ်လိုစိတ်ကူးရှိပါလဲ။ ဦးလေးကလည်းအဲ့လိုအမှုပညာသဘောကျတဲ့ခါကျတော့တချင်းအကျယ်ကြီးဖွင့်တာအကျယ်ကြီးဖွင့်တော့သူကတချင်းတွေအော်ပြီးတော့ဆိုတာလိုက်ဆိုတော့အဲ့ဒါတချင်းမှဆိုလို့ရအောင်ဆိုဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့အနာဦးလေး blue box ယူဝယ်လိုက်တာ อ๋อ အမကာလာအိုကေဆိုလို့ရပါတယ်အဲ့တော့ဦးလေးကအခုကာလာအိုကေက free pay ဆိုတယ် wifi ကလည်း free pay လုပ်ထားတယ်ဆိုတော့ဦးလေးကကားစီးမဲ့လူကတိတ်ကုန်ပြီ อ๋อ ပြီးတော့သူတို့တိတ်တိုင်းအဲ့ဒါဦးလေးကိုဘယ်လိုလုပ်လဲဆိုတော့ကားစီးဖို့ခေါ်တယ် အဲ့တော့ဦးလေးတရက်တာမှာဒီလိုဖုန်းသုံးရမယ့်အချိန်ကတော့တော်တော်လေးများမယ်ထင်တယ်နော် အခုကြည့်လေအခုကဦးလေးက power bank နဲ့ကင်ထားရတယ် ဟုတ်ကဲ့ ဖုန်းကဲစီးတယ်ဆိုရင်ဦးလေးခေါ်တယ်ညီလေးကဒီ power bank လွတ်တော့မရဘူးလွတ်တာနဲ့အဲ့ဒီမှာဦးလေးတို့က internet နဲ့အလုပ်လုပ်တော့မလား ဟုတ် ဦးလေးကိုကားခေါ်တယ်ခေါ်တဲ့ခါကျဦးလေးကဖုန်းကအားမရှိတော့ဘူးအားမရှိတော့ အဆက်တွေမရတော့ပြန် ခက်ခဲအရန်ရှိတယ်အဲ့ဒါခက်ခဲအရန်ရှိတယ် ဦးလေးအခုဖြေသွားတဲ့အချက်တွေပေါ်နဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်တို့ဒီအစီအစဉ်လေးမှာရှာဖွေနေတဲ့သူနဲ့ကိုက်ညီရလို့ကျွန်တော်ကမြင်တယ်ဗောနော်အဲ့တော့ကျွန်တော်တို့ဦးလေးအတွက်ဒီ Vivo ကနေအသစ်ထွက်ထားတဲ့ Y31D ဖုန်းအသစ်လေးလက်ဆောင်ပေးချင်ပါတယ် ကျေးဇူးတင်ပါတယ်ညီလေးရာအရန်ကျေးဇူးတင်တာပဲ ဦးလေးပျော်ရဲ့လား ဦးလေးအတိုင်းတာမသိအောင်ပြောတယ်ညီလေးပြောပြလို့မတောင်းအောင်ပြောတယ် အဲ့ဆိုရင်ဦးလေးဒီဖုန်းကလေအခုမှလည်းအသစ်ထွက်ထားတာကျွန်တော်လည်းအရင်ရင်ခုန်စိတ်လို့ရှာနေအတူတူ unboxing လေးလုပ်ကြည့်လိုက်ပါအတူတူဖောက်ပြီးတော့ကြည့်လိုက်မယ် ကောင်းတာပေါ့ညီလေး Okay အဲ့ဆိုကျွန်တော်ခုနလေးထိုင်ပြီးတော့လုပ်ကြည့်လိုက်မယ် ကောင်းတယ်ညီလေး Let's go let's go ကားပေါ်မှာတချင်းတွေအမြဲတမ်းဖွင့်ထားရပြီးလမ်းကြောင်းရှာရတဲ့ဥပုပ်ဖြူအတွက်ဖုန်းကတနေ့ကုန်လှုပ်နေရတာပါအမြဲတမ်းတွင်းထားရတဲ့အပူဒဏ်ကိုခံနိုင်ရရှိသလို9200 mAh battery ကြောင့်ခရီးသည်တွေစိတ်ကြိုက်တချင်းဆိုဖို့အမြဲတမ်းပြည့်နေမှာပါ ကျွန်တော်တို့ဒီအစီအစဉ်ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့အမြဲတမ်းစူးစမ်းနေတဲ့သူကိုရှာဖွေလို့တွေ့ရှိခဲ့ပါပြီဒါအစပဲရှိပါသေးတယ်နောက်ထပ်လည်းကျွန်တော်တို့ထပ်မံပြီးတော့ဒီလိုမျိုး surprise ပေးပါဖို့ရှိပါသေးတယ်အားလုံးစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာတင်လဲဖြစ်နိုင်ပါတယ်နော်ဘောင်းအတင်းတွေစောက်လေလုံးအခုချက်ချင်းလာခဲ့နေလို့များပြီးအားရှိလို့ရင်ချုံရုပ်ဒုက္ခရှုပ်တော့ဟဲနေလက်ပတ်ပြီးချင်းနေဆိုခဏလောက်အပြင်းပြေဖို့ လက်ထင်းကနေမတော်တဆပြုတ်ကြတာဒါမှမဟုတ်ရည်စင်တာမျိုးတွေနဲ့ကြုံရရင်တော့မှအကျန်းခံတဲ့ကိုယ်တည်းရှိလို့စိတ်အေးလက်အေးမောင်းနေနိုင်ပါပြီ။